ကျွန်တော်ဟိုကချင်းမိုင်နဲ့ဗတရားနဲ့ဘယ်မှာနေမလဲမေးကျွန်တော်တော့ချင်းမိုင်မှာပဲနေပါမယ်ချင်းမိုင်ကအေးချမ်းတယ်ဗျာတရားတော့ဈေးချိုးတယ်သွားလာလည်းလွယ်ကူတယ်စင်လည်းပြေးတယ်ပြီးတော့ကျုံးနေမှာကြောက်ဗျာဈေးလည်းကြီးတယ်ပြီးတော့ကျွန်တော်မှုလို့ထင်ပါတယ်အဲ့လိုပင်လယ်ပြည်ကြီးကဝေးရနေကြည့်နေတာလှဗျာအနိကကြည့်လို့ရှိရင်လှိုင်းနေကခေါင်းမူးတယ်ဗျာလေစီးရင်လည်းခေါင်းမူးသေးတယ်တော့ပင်ထဲမှာမပြောပါဘူးချင်းမိုင်ပဲကျွမ်းနေဗျာပင်လယ်ကမာယာများတယ်လှိုင်းစီးလေစီးရင်လှိုင်းကမူးသေးတယ်တကယ်မပြောဘူးဗျာလူတွေကလည်းရှုပ်ရှက်ခတ်နေဗျာဒီမှာဆိုဖြူကောင်းမဟုတ်အမဲအောင်တွေပဲများနေချင်းမိုင်မှာဆိုချင်းမိုင်သူလေးတွေကတကယ်ဗျာအဲ့လိုပြန်လှတယ်ဒီကလူတွေလည်းမတူးဗျာဒီဗတရားမှာဆိုကြော်မြင်တာတော့အမဲကောင်တွေပဲများနေဖြူကောင်းတော့မရှိဘူး